အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ဖုန်းတစ်လုံးမှာပေါ့နော်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုတွေထဲမှာ CPU အကြောင်းပြပြပေးသွားမယ်ပေါ့နော်ဒီနေ့ပြောပြမယ် CPU မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာနဲ့တူလဲဆိုတော့လူတစ်ယောက်မှာဆိုလို့ရှိရင်အုံနှောက်နဲ့တူတယ်ပေါ့နော်အဲ့ကောင်ကကြတော့ကျွန်တော်ဖုန်းတစ်လုံးမှာဆိုလို့ရှိရင်တော်တော်များများတော့ပေါ့နော် CPU လို့လည်းခေါ်ကြတယ် chipset လို့လည်းခေါ်ကြတယ် processor လို့လည်းခေါ်ကြတယ်ပြီးလို့ရှိရင် SoC လို့လည်းခေါ်ကြတယ်ဘယ်လိုပဲအခေါ်တွေပြောပေါ့နော်သူ့ရဲ့အရေးပါပုံကတော့တူတူပဲအဲ့ကောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အကျန်းအားဖြင့်ပေါ့နော်အမျိုးအစားတွေပြောရမယ်ဆိုလို့ရှိရင် Qualcomm တို့ပြီးလို့ရှိရင် MediaTek တို့ပြီးလို့ရှိရင်Apple ထုတ်တဲ့ A80 တို့ပြီးလို့ရှိရင်ကျွန်တော် Kirin တို့ပြီးလို့ရှိရင် Samsung ထုတ်တဲ့ Xiaomi တို့ပေါ့နော်အမျိုးအစားအားဖြင့်တော့အဲ့ကောင်တွေကတော့အသုံးများတယ်အများကြီးရှိကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ကောင်တွေတည်ထားမယ်ဆိုလို့ရှိရင်အများတော့အားဖြင့်တော့ကျွန်တော်တို့ဖုန်းတော်တော်များများမှာအသုံးပြုတဲ့ CPU တွေပေါ့ပြီးလို့ရှိရင်ဒီကောင်တွေကကြတော့ခုအားတာတာကြပါလဲဆိုလို့ရှိရင်ဖုန်းရဲ့ပေါ့နော်လုံဆောင်ချက် performance ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ CPU ဘိုင်းကမဖြစ်မနေကြည့်ကိုကြည့်ပြရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင် CPU ရဲ့အရေးပါတဲ့အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်တော့ဒီအကြောင်းကိုအသေးစိတ်ပြန်ပြောပြပေးမယ်နောက်ပိုင်းဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ပါမယ်